အလုတ်တွေရှုပ်ပိတ်ဆန်တွေရှိုင်းနေပဲကိုဘွားကြီးကကုံဆုံးထားတော့မှလားဆိုတဲ့အတွေ့မျိုးလူတော်များများကောင်းတဲ့ဝင်လာပူကြမှာပါဆိုတော့ဒီเจ้าရာကအလုတ်နဲ့ဘွားကြားကဟန်ချက်ညီမှုနောက်ပြီးတော့ငွေနဲ့ကျွန်တော်တို့တန်ဖိုးထားမှုတွေကြားကဆက်ဆံမှုကိုတေးသေးချာချာလေးစမ်းစစ်ကြည့်မယ်အကြောင်းအရာတခုဖြစ်လာမှာပါဒီဆန်းစစ်မှုကိုအဓိကကျတဲ့မဲခွန်းတစ်ခုနဲ့ဆက်လက်ကြရအောင်ဒါကကိုရိုးရိုးသားသားပြန်မေးကြည့်ရမယ့်မဲခွန်းတစ်ခုလည်းထည့်ပါတယ်အခုရှာဖွေနေတဲ့ငွေတွေကကိုယ့်ရဲ့ဘဝကိုတကယ်ပဲပို့ပြီးတိုးတက်ကောင်းမွန်အောင်လုပ်ပေးနေတာလားဒါမှမဟုတ်ကိုယ့်ရဲ့အချိန်တွေကျမ်းမာရေးတွေပျော်ရွှင်မှုတွေဆိုတဲ့တကယ်ဘဝကိုပဲတဖြည်းဖြည်းပြန်ပြီးယူသွားနေတာလားလူအများစုဟာနေ့စဉ်နေ့မြတ်အလို့ပိုက်ဆိုင်ဖိအားဆိုတဲ့စက်ဝိုင်းထဲမှာပဲလက်ပတ်နေနဲ့နောက်ဆုံးမှာတော့ဘဝကိုတကယ်မခံစားလိုက်ရပဲအချင်းနဲ့ဂုံသွားတကြတယ်ဒီလိုကိုယ့်ဘဝကကိုယ့်ကိုကြော်တက်သွားတယ်လို့မျိုးထောင်ချောက်မိနေတဲ့ခံစားချက်ကဘယ်ကနေဘလို့ဆက်လာတာလဲဆိုတော့တစ်ချက်ကြည့်လိုက်ကြရအောင်ပါဒီနေရာမှာအရန်အရေးကြီးတဲ့အယူဆနှစ်ခုကိုခွဲခြားမြင်ဖို့လိုပါတယ်စလုံးလေးတွေနည်းနည်းပဲကွာပဲမဲ့အနှစ်သာရမှာတော့ခေါင်းကင်နဲ့မြေကြီးလို့ကွာပါတယ်တခုကအသက်ရှင်ရက်တည်ဖို့ဆိုတဲ့ရွယ်ချက်တစ်ခုတည်းနဲ့ငွေရှာတာနောက်တစ်ခုကတော့ငွေရှာနေတဲ့အချိန်မှာတော့ဘဝရဲ့အလားအပါတွေကိုတန်ဖိုးထားပြီးအသက်ရှင်နေထိုင်တာအဲ့ဒီနှစ်ခုကလုံးဝမတူပါဘူးဟုတ်ပြီဒါဆိုလူတွေကအသက်ရှင်ဖို့ကိုရှာရင်ကနေဘလို့လုံးပြီးအနုလက္ခဏာဆောင်တဲ့တန်တရားတွေကိုထဖဲဖဲနဲ့ရောက်သွားပြီးပိတ်မိသွားတကြလဲဆိုတဲ့ဖြစ်စဉ်ကိုအဆင့်လိုက်လေ့လာကြည့်ကြအောင်ပါဒီပုံရဲ့ဘယ်ဘက်ချမ်းမှာပြထားတာတော့ယတိရှင်တန်ယုံတန်တရာပိုပြီးမြင်တောင်ပြောရရင်ငွေရှာရင်အသက်ဆုံးရှုံးသွားနိုင်တဲ့တန်တရာလက်ပပုံပါပဲဒါကလူအများစုမတိလိုက်ပဲနဲ့ရောက်သွားတတ်တဲ့လမ်းကြောင်းတစ်ခုပေါ့အရာလုံးရဲ့အစကကိုယ့်ရဲ့ပတ်ဝန်းကျင်ကလာတဲ့ PR တွေပါပဲအလောက်ခွင်ကအတောင်းဆိုမှုတွေလူဖွဲ့စည်းကသတ်မှတ်ထားတဲ့အောင်မြင်မှုစံနှုန်းတွေမိသားစုရဲ့မျှော်လင့်ချက်တွေဒါတွေအလုံးကဒီတန်တရားကိုစတင်လက်ပတ်စေတဲ့အစဖြိုခလုတ်တွေပါပဲဒီလိုအပြင်မက PR တွေနဲ့လာတဲ့အခါမှာအတွင်းစိတ်ထဲမှာစိတ်ဖိစီးမှုတွေမလုံခြုံတဲ့ခံစားချက်တွေစိုးရင်ပူပန်ဥတွေနဲ့အနာဂတ်အတွက်ကြောက်စိတ်တွေလိုမျိုးအနုလက္ခဏာဆောင်တဲ့အတွင်းနဲ့ခံစားချက်တွေစပြီးတော့ဖြစ်ပေါ်လာပါတယ်ဒီလိုမကောင်းတဲ့ခံစားချက်တွေရဲ့စိတ်ခိုင်းမှုကြောင့်တုံ့ပြန်တဲ့ပြုမှုတွေလည်းပေါ်လာတော့တာပဲဥပမာအလို့ကိုအရန်ပင်ပန်းနေတဲ့အချင်းပိုတွေဆက်လုပ်တယ်ကို့ကျမ်းမာရေးကို group မဆိုင်နိုင်တော့ဘူးချစ်ခင်ရတဲ့သူနေနဲ့အချင်းမပေးနိုင်တော့ဘူးဒါတွေအားလုံးဟာဒီအဆင့်ရဲ့ရလက်တွေပါပဲအရေးကြီးတာကဒီအဖြူမှုတွေကိုနေစဉ်နဲ့အများအကျဉ်းချင်းထပ်လောက်လာတဲ့အခါမှာဒါဟာမတိစိတ်ထဲမှာအလေးအကျင့်တစ်ခုလို့အထိုင်ကျသွားပါတယ်အဲ့ဒီအခါမှာတော့ဒါဟာအလိုအလျောက်လဲပတ်နေပြီးဖြစ်စည်းဖို့အင်မတန်ခက်ခဲတဲ့တန်တရားတစ်ခုအဖြစ်အခိုင်အမာတည်ရှိသွားတော့တာပါပဲကဲအခုဒီအနုလက္ခဏာဆောင်တဲ့တန်တရာချောင်းပြောပြီးတဲ့နောက်မှာတော့ခဏလောက်ရပ်ပြီးစဉ်းစားသုံးသပ်ကြည့်ရမယ့်အချိန်ရောက်လာပါပြီပြဿနာကိုသိပြီဆိုရင်အဖြေရှာဖို့လမ်းစာကပေါ်လာစမ်းရပါပဲလေအပြောင်းလဲတိုင်းဟာကိုမေခွန်းထုတ်ခြင်းကနေစတင်ပါတယ်အခု screen မှာမြင်နေရတဲ့မေခွန်းကိုပဲကိုယ့်ရဲ့နှလုံးသားထဲမှာရိုးရိုးသားသားမေးကြည့်လိုက်ပါဒီမေခွန်းရဲ့ဖျားကိုရှောင်းရမယ့်လမ်းကြောင်းကိုပြောင်းလဲပေးနိုင်တဲ့အစွမ်းရှိပါတယ်ဒီတန်တရားကနေယုံထွက်ဖို့ဆိုတာမချင်နိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူးဒါဟာတတိတရားနဲ့ပြုလုပ်ရတဲ့ရွေးချယ်မှုတစ်ခုတာဖြစ်ပါတယ်အဲ့လိုရွေးချယ်မှုပြုလုပ်နိုင်ဖို့အတွက်လိုအပ်တဲ့စက်ပိုင်းဆိုင်ရာကိရိယာတွေကိုအခုဆက်ပြီးလေ့လာကြည့်ကြရအောင်ယတိရှင်တန်ယုံဘဝကနေပြစုပန်မှာပျော်ရွှင်စွာဖြတ်တန်းနိုင်တဲ့ဘဝကိုကူးပြောင်းဖို့အတွက်အထူးတိုးချက်၃ခုလိုရပါတယ်အဲ့ဒီကတော့ကိုယ့်ရဲ့လူရတိုင်းကိုတတိနဲ့ကြီးနိုင်တဲ့စိတ်ခံစားချက်နောက်ကိုချက်ချင်းမလိုက်ပဲကိုထင်းချုံနေဆွမ်းနဲ့ဘဝကိုတိုးတက်စေမဲ့ကောင်းမွန်တဲ့အလေးထားတွေပါပဲအခုဆိုရင်တော့အားလုံးအတွက်မျောလင့်ချက်အလင်းရောင်ဖြစ်စေမဲ့အပိုင်းကိုရောက်လာပါပြီ။အိုမိုကောင်းမွန်ပြီးအသေးပဲရှိတဲ့ဘဝနေထိုင်မှုပုံစံတစ်ခုကိုဘလို့တီးဆောင်မလဲဆိုတဲ့လက်တွေ့ကျတဲ့ခြေလမ်းတွေပေါ်အာရုံစိုက်သွားကြပါစို့။ဒီပုံရဲ့ညာဘက်ချမ်းကိုကြည့်လိုက်ပါ။ဒါကတော့ပြစုပန်မှာပျော်ရွှင်စွာဖြတ်တန်းခြင်းဆိုတဲ့အဖြူတဘိုးဆောင်တဲ့တန်တရားကိုတီးဆောက်ပုံပါပဲ။ဒီတန်တရားဟာတတိတရားကိုအခြေခံပြီးကိုယ့်ရဲ့ဘဝကိုကိုယ်တိုင်ပြန်လည်ထိန်းချုပ်ကာကောင်းမွန်တဲ့အလေးချင်းတွေနဲ့ပုံဖော်တီးဆောက်ရတာဖြစ်ပါတယ်။ပျော်ရွှင်တဲ့ဘဝတစ်ခုအတွက် balance လုပ်ဖို့ဟန်ချက်ညီဖို့အရန်ရည်ကြည့်ပါတယ်။ငွေရှာဖို့လိုအပ်တယ်လို့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းဂရုစိုက်ရပါမယ်။ကိုချစ်တဲ့မိသားစုတငယ်ချင်းတွေနဲ့လည်းအချင်းပေးဖို့လိုတယ်လို့တခါတည်းမှာအားလုံးကိုခဏရသည်ကိုတကယ်ဘာလို့ကျင်တာလဲဆိုတဲ့ဘဝကိုလည်းပြန်သုတ်တက်ဖို့လိုအပ်ပါတယ်။ဒီနေရာမှာအောင်မြင်မှုရဲ့အတိအပဲကိုပြန်လည်ဖွင့်ဆိုဖို့လိုလာပါပြီ။တကယ်အောင်မြင်မှုဆိုတာဘန်စာအုပ်ထက်ကကဏ္ဍနဲ့များလာတာကိုဆိုလိုတာမဟုတ်ပါဘူး။တကယ်အောင်မြင်မှုဆိုတာဘဝကိုအပြည့်အဝအတွေ့အကြုံခံစားနိုင်တဲ့စွမ်းရည်ရှိခြင်းအဲ့ဒါပါပဲ။ဒါတော့အားလုံးလက်ခံရမယ့်အမှန်တရားတစ်ခုပါ။ငွေရဘဝကိုဓာတ်ရိုက်ဝယ်ယူလို့မရပါဘူး။ဒါမဲ့
ငွေအားဘဝကိုပိုပြီးပျော်ရွှင်စွာဖြတ်တန်းနိုင်ဖို့အခွင့်အလမ်းကောင်းတွေကိုတော့ဖန်တီးပေးနိုင်တဲ့အစွမ်းထက်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ် ဒီစမ်းစစ်ချက်တစ်ခုလုံးကိုညီကုန်းချုပ်ရရင်တော့ဒီစကားတစ်ခုပါပဲဘဝကိုခံစားနိုင်တာဟာအောင်မြင်မှုပါပဲဒါကြောင့်ငွေရှာပါဒါပေမဲ့အဲ့ဒီငွေရှာနေရဲ့နဲ့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ဘဝကိုတော့ဘယ်တော့မှမမေ့တော့ပါနဲ့